Hi guys အားလုံးပဲမင်္ဂလာပါဒီမှာကျွန်တော် Minecraft ထဲမှာအိမ်ဆောက်တော့မှာဖြစ်ပြီးတော့ကျွန်တော်ဘာအိမ်ဆောက်သွားမလဲဆိုရှေးအောင်အိမ်ဆောက်တော့မှာဖြစ်ပါတယ် Timeless Hello အခုဆိုကျွန်တော်အိမ်လေးကပြီးသွားပြီပေါ့နော်အခုကျွန်တော်အိမ်ကိုလိုက်ပြမယ်ကျွန်တော်အိမ်ကဒီမှာပေါ့နော်ကျွန်တော်အိမ်ကိုလှမယ်လို့ထင်ပါတယ်ခြိုက်လိုက်ခြိုက်မယ်လို့ထင်ပါတယ်ကိုပါဆိုလိုက်ရအလုံးပဲbye byeပါကျွန်တော် TikTok ခေါ်လေးကို follow လေးနှိပ်ပြီးတော့ like တစ်ကြောက်ချက်ကြီးနှိပ်ခဲ့ပေးပါအဲ့တော့အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်